ဗမာလို့ပြောလိုက်တာနဲ့ခေါင်းရှုံတဲ့လူမျိုးတွေရှိတယ်ဗမာကိုတွားထင်သေးလို့မရဘူးတစ်ချိန်ကဗမာလို့ပြောလိုက်တာနဲ့တုံနေအောင်ကြောက်ခဲ့ရတဲ့လူမျိုးတွေအများကြီးဒါတမိုင်းမှတ်တမ်းမှတ်ရမှာတင်မကပဲနဲ့အိန္ဒိနာချင်းနိုင်ငံတွေကအစားတည်တယ်ဗမာလို့ပြောလိုက်တာနဲ့အကုန်လုံးကကြောက်ဒါပေမဲ့အခုချိန်မှာဗမာတော့ငါပေါ်ရင်ဘယ်သူလာခေါင်းငုတ်ခံပြီးတော့ဘယ်သူ့ကိုမစိုးပြုံးပြတတ်တယ်လက်စိတ်လက်သေးတွေပဲ့သွားရင်အိုးဒါငါလူမျိုးဆိုအားလုံးကိုစားဝိုင်းပြီးတော့ရင်နာပေးတာဗမာသူ့ကိုမစိုးအမုန်းမရှိပဲနဲ့အမှတ်မရှိပဲနဲ့ချစ်ခင်ပေးနိုင်တာလေဗမာအဲ့တော့ဗမာတွေကတိတ်တနာဖို့ကောင်းတယ်အဟောင်းတွေကအစ်စ်ပြန်ဖြစ်ပြီးဗမာအမုန်းခံနေရတာတကယ်တမ်းကျတော့ဗမာလူမျိုးတွေကနှလုံးသားကကြန့်ခိုင်ပြီးတော့ဘယ်လိုပြောမလဲအကြမ်းခံပြီးတော့အချစ်တက်ဆုံးနှလုံးသားပိုင်ရှင်တွေပဲ